Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ GKS Undergraduate ရှောက်မဲ့ကျောင်းသားတွေတော်တော်များဒီအပိုင်းလာမိနေကြတဲ့ CGPA အကြောင်းပို့ပြပြပေးမှာဖြစ်ပါတယ် CGPA ဆိုတာကအထက်တန်းပေါ့နော်နောက်ဆုံး3နှစ်ရဲ့အမှတ်စဉ်ပြည့်မြတ်တက်ထားတဲ့ဟာကိုပြောတာပါစနစ်ဟောင်းဆိုရင်တော့10တန်း9တန်း10တန်းအမှတ်ကိုပြောတာဖြစ်ပြီးတော့မှစနစ်တစ်ဆိုရင်တော့10တန်း17တန်း12တန်းအမှတ်ကိုပြောတာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့စနစ်ဟောင်းပုံစံကိုအခြေခံပြီးတော့မှပြပြပေးတော့မှာဖြစ်ပါတယ်အထက်တန်းရဲ့နောက်ဆုံးနှစ်ပေါ့နော်တက္ကသိုလ်ဝင်ဆောင်ပွဲအမှတ်စဉ်ကတော့စာစစ်ဌာနကထုတ်ထားပြီးတာတော့လူတိုင်းမှာရှိမှာပါစစ်တန်း9တန်းအမှတ်ကိုလည်းကိုတက်ခဲ့တဲ့ကျောင်းမှာထုတ်ထားဖို့လိုပါတယ်အထက်တန်းကျောင်းတွေမှာပေါ့နော်တထွေရင်တော်များကျောင်းတွေကအမှတ်စဉ်တွေကမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးပြောတတ်ကြပါတယ်ဒါပေမဲ့အမှတ်စဉ်ရှိမှ scholarship က6လို့ရမှာမဟုတ်ပေါ့နော်ဒီအမှတ်စဉ်ရဖို့လိုပါတယ်အဲကြောင့်မို့ကိုဘက်ကတေချာရှင်းပြပေးဖို့လိုပါတယ်နောက်ပြီးတော့အမှတ်စဉ်ရတဲ့စီမှာလည်းတော်များကအစိုးရစစ်တီမလို့ grade D နဲ့ပေါ့နော် grade A grade B နဲ့ပေးရများပါတယ်ဘယ်လိုပဲပေးပေါ့နော်အမှတ်80 95 90အဲ့လိုပဲပေးတာမဟုတ် grade A B D နဲ့ပဲပေးအဆင်ပြေပါတယ်ဥပမာပေါ့နော်10တန်း9တန်း10တန်း3နှစ်လုံးစာအမှတ်ရပါပြီဆိုရင်တော့ဒီ3နှစ်လုံးစာကို CGPA ပြန်ပြီးတော့တွက်ဖို့လိုပါတယ်အခုပြထားတဲ့ဟာကတော့ CGPA နမူနာဖြစ်ပါတယ်ဒီမှာပြထားလို့ပေါ့နော်10တန်း9တန်း10တန်း3ခုလုံးစာကိုဆက်ရက်တဲ့ထဲမှာစုပြတာဖြစ်ပါတယ်10တန်းမှာက grade A နဲ့ပေးရတဲ့ grade A ဆိုတာဒီအောက်မှာပေါ့နော် grading scheme မှာလည်းပြောထားတဲ့အတိုင်းပဲ grade A ဆိုတာက100ကနေ80ကျအမှတ်ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီမှာ80ဒါမှမဟုတ်90ပေါ့နော်မမိအဆင်ပြေတဲ့ဟာကိုယူပြီးတော့မှထည့်လိုက်လို့ရပါတယ်ကိုရမှာဆိုရင်ကကျွန်တော်တကယ်လို့မှအမှတ်ပေးရတယ်ဆိုရင်လေပေးရတဲ့အမှတ်ကိုပဲတခါလေးပြန်မြတ်တွက်ပေးလိုက်အောင်မယ်တကယ်လို့မှမပေးထားခဲ့ဘူးဆိုရင်ကကျွန်တော်ရှိကအတိုင်းပဲပေါ့နော် grade A လို့တာပေးထားခဲ့မယ်ဆိုရင်ကကျွန်တော်80ဒါမှမဟုတ်90ပေါ့နော်အဆင်ပြေတဲ့ဟာယူလို့ရပါတယ်စေတဲ့အမှတ်ကတော့ပေးရတဲ့ဟာကိုပဲပေါ့နော်ပြန်မြတ်တွက်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့ရင်တော့ဒီနေရာမှာက3နှစ်လုံးစာပေါ့နော်ပြန်မြတ်တွက်ထားတာဖြစ်ပါတယ်အဲ့ဒီ3နှစ်လုံးစာပြန်မြတ်တွက်ထားတဲ့ CGPA ကဒါဒီအမှတ်100ပေါ်ရှိခံပြီးတွက်ထားတာပါဒီ100ပေါ်ရှိခံထားတဲ့အမှတ်ကို 5K 4K 4.5K မိမိအဆင်ပြေတဲ့ဟာပေါ့နော် skill တစ်ခုကိုပြောင်းမိဖို့လိုအပ်ပါတယ်ဘယ်လိုပြောင်းမလဲဆိုတာကတော့ GKS application guideline နဲ့မှာပါပါတယ်မတ်တရားကနေပြီးတော့မှ 5K 4K 4.5K ဘယ်လိုပြောင်းရမလဲဆိုတာကိုဒီမှာပါဒီစီကကွက်ထဲမှာကြည့်ပြီးတော့ပြောင်းရမှာပါကိုကအမှတ်တရားထဲမှာအမှတ်က80ရထားခဲ့မယ်ဆိုရင်80ဒီမှာ B ကွက်မှာရှိတယ်ပေါ့နော် 5K မှာဆိုရင်ကတော့ 3.23 ကိုအဆင်ပြေတဲ့ဟာကိုပေါ့နော်ယူလိုက်လို့ရပါတယ်အဲ့ဆိုရင်တော့ကိုအမှတ်ကတော့ဒါ 5K ဖြစ်တော့ပါ 5K မှမဟုတ်ပါဘူးကိုက 4K နဲ့တွက်ရှင်နေဆိုလေ 4K အမှတ်ယူလို့ရတယ် 4.5K ဆိုရင် 4.5K တွေကအမှတ်ကိုယူလို့ရပါတယ်ဘာလို့ဒီအမှတ်ကိုယူရလဲဆိုရင် application form ဖြည့်တဲ့အချိန်မှာဒီအမှတ်ကထည့်ဖို့လိုပါတယ်ဒါကြောင့်မို့ဒီမှာက 5K 4.5K တွေပေါ့နော်ပြောင်းခိုင်းတာဖြစ်ပါတယ်တကယ်လို့မှပေါ့နော်ဒီပုံမှာပြတာလို့ပဲ CGPA က3နှစ်လုံးစာပေါ့နော်စုလိုက်မယ်ဆိုရင်ကကျတော့ဒီစာရက်ဒီ official စာရက်ဖြစ်တာပါဒါပေမဲ့ဒီစာရက်ပေါ်မှာကျောင်းကြီးလက်မှတ်ပါမယ်ကျောင်းစိတ်တုံးပါပါမယ်ဒီဟာတွေမပါအောင်ဆိုရင်တော့ဒါက official မဖြစ်ပါဘူးတကယ်လို့မှကိုပိုင်ကျောင်းကနေအောင်မှာခဲ့တယ်ဆိုရင်ကကျတော့ပညာရေးမှူးရဲ့တစိတ်တုံးဒါမှမဟုတ်ပညာရေးမှူးရဲ့လက်မှတ်ပါမှာဖြစ်ပါတယ်တကယ်လို့မှကိုကဒီရဲ့ပေါ့နော် CGPA official အနေနဲ့ဒီလိုမျိုးအကုန်လုံးလုပ်လိုက်မယ်ဆိုရင်ကကျတော့ရှေ့မှာထုတ်ခဲ့တဲ့10တန်း9တန်းအမှတ်စဉ်တွေကနောက်ဆက်တွဲသုံးမှုမလိုတော့ပါဘူးအခုပုံမှာပြထားတဲ့ CGPA နဲ့10တန်းအမှတ်စဉ်ကိုပဲတုံးပြီးတော့မှနောက်ဆက်တွဲမှာ6ရုံပါပဲဒီ CGPA စာရပ်ပေါ်မှာပေါ့နော်အဲ့လိုမျိုးတစ်စိတ်တုံလေးပြည်စုံပါမှာ Mover နဲ့ Embassy စီဝင်နေစီမှာလည်းအဆင်ပြေမှာဖြစ်ပါတယ်ဒါဆိုရင်တော့ CGPA နဲ့ပတ်သက်ပြီးတော့မှတော်တော်များနားလည်ရမယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲရှာ GKS နဲ့ပတ်သက်တာတွေသိချင်တာရှင် comment မှာမှန်ခဲ့ပြီးလို့ရပါတယ်